မနိုင်ငံမှာအကြမ်းဖက်စစ်တပ်ကလုံမဲ့အတူရောင်ရွေးကောက်ပွဲကိုကုလသမဂ္ဂကကန့်ကွက်ဖို့နဲ့ ICC တရားရုံးကနေအကြမ်းဖက်မင်းအွန်လိုင်းကိုဖမ်းရန်ထုတ်ဖို့အချိန်ကျနေပြီလို့တမန်ကြီးဦးကျော်မိုးထွန်းကကုလအစည်းအဝေးမှာတိုက်တွန်းပြောဆိုသွားပါတယ်။ဒါကတော့အောက်တိုဘာလ28ရက်နေ့ကပဲအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂရုံးချုပ်မှာပြုလုပ်တဲ့ကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်ထားမှုနဲ့ယဉ်ကျေးမှုကော်မတီရဲ့မြန်မာအရေးအစည်းအဝေးမှာတမန်ကြီးဦးကျော်မိုးထွန်းကပြောသွားတာပါ။အဲ့ဒီမှာအတိကပြောသွားတာကတော့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအပါအဝင်ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုလုံးအနေနဲ့မြန်မာအရေးနဲ့ပတ်သက်လို့လက်ရှိစစ်တပ်ကလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုကန့်ကွက်တဲ့အကြောင်းဆုံးဖြတ်ချက်ချတာတွေထုတ်ပြန်ချက်တွေမှာအတိအလင်းထည့်သွင်းပြောဆိုတာတွေလုပ်ပြီးမြန်မာပြည်သူတွေနဲ့အတူရပ်တည်တဲ့အကြောင်းကိုခိုင်ခိုင်မာမာပြသင့်တယ်လို့တမန်ကြီးဦးကျော်မိုးထွန်းကအကြံပြုတိုက်တွန်းပြောဆိုသွားပါတယ်။လက်ရှိမြန်မာအကြမ်းဖက်စစ်တပ်ဟာရွေးကောက်ခံအစိုးရကိုတရားမဝင်ဖယ်ရှားပြီးတော့မတရားအာဏာသိမ်းထားရုံနဲ့မကကိုပြည်သူတွေကိုလူမဆန်အောင်စစ်မှတ်ပြုပြီးနေ့စဉ်လူအခွင့်အရေးချိုးဖောက်မှုတွေကိုစနစ်တကျကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတရက်ခန့်အကြမ်းဖက်စစ်အုပ်စုသားဖြစ်ပြီးအဲဒီလိုစစ်အုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲဆိုတာဟာဥပဒေကြောင်းအရလဲတရားမဝင်သလိုနိုင်ငံရေးပါတီအများစုဟာလဲဖျက်သိမ်းခံထားရတာတွေပြည်တွင်းပဋိပက္ခတွေဟာလဲနေရာအနှံ့ဖြစ်ပွားနေတာတွေအပြင်လက်ရှိအချိန်ထိစစ်တပ်ကနေမြေအများပြားကိုလက်လွတ်ထားရတွေရှိနေတဲ့အခြေအနေတွေမှာတနိုင်ငံလုံးအတိုင်းအတာနဲ့လွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲဆိုတာမျိုးဘလို့မှမဖြစ်နိုင်သလိုနိုင်ငံရေးအရာလဲမြန်မာအကြမ်းဖက်စစ်တပ်စီမှာတရားဝင်ရွေးကောက်ပွဲပြုလုပ်နိုင်တဲ့အခွင့်အာဏာလဲသူတို့မှရှိမနေတဲ့အတွက်စစ်တပ်ကလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုကုလသမဂ္ဂနဲ့နိုင်ငံတကာအတိုင်းဝိုင်းကကန့်ကွက်ကြဖို့လိုအပ်တယ်လို့တမန်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းပြောဆိုသွားပါတယ်။ဒါအပြင်လက်ရှိမြန်မာနိုင်ငံကပြည်သူတွေအပေါ်စစ်ရာဇဝတ်မှုတွေတောက်လျှောက်ကျူးလွန်နေမှုတွေကြောင့်နိုင်ငံတကာရာဇဝတ်ခုံရုံး ICC အစိုးရရှေ့နေကနေမဲအွန်လိုင်းကိုဖမ်းရန်ထုတ်ဖို့2024ခုနှစ်ကတောင်းဆိုခဲ့မှုကိုလည်းအမြန်ဆုံးအကောင့်ထဲပေါ်တင်နေပြီဖြစ်တဲ့အပြင် ICC အနေနဲ့မဲအွန်လိုင်းကိုဖမ်းရန်ထုတ်ဖို့အချိန်ကျနေပြီဖြစ်တယ်လို့တမန်ကြီးဦးကျော်မိုးထွန်းကကုလအစည်းအဝေးမှာတိုက်တွန်းပြောဆိုသွားပါတယ်ခင်ဗျာ။